ဒီစကားလုံးလေးတွေကိုတန်ထွက်ရတာခက်တယ်လို့ထင်လားတန်ထွက်ရတာမခက်ပါဘူးတန်ထွက်မှန်မှန်ထွက်ဖို့ကတော့ခက်မယ်ထင်ပါတယ်ကဲဒါဆိုလို့ရှိရင်ဒီစကားလုံးလေးတွေအတန်ထွက်မှန်လေးလာကြရအောင်နော်ပထမဆုံးစကားလုံးကတော့ဒါလေးပါသူကတော့တစ်ခုခုငွေရှင်းပြီးရင်ဘောက်ချလို့ခြင်းတဲ့အခါမှာကျမတို့သုံးနိုင်ပါတယ် Could I get a receipt Could I get a receipt ဘောက်ချလေးရနိုင်မလားဒီမှာကအတန်ထွက်မှားလေးရှိတာကတော့ဖီတန်ကိုထည့်ပြီးဆိုကြတာပါတကယ်တော့သူ့ရဲ့အတန်ထွက်အမှန်ကတော့ဖီကို silent ဖြစ်ပြီးတော့ receipt ဆိုပြီးတော့ဖြစ်ကြမှာပါ receipt နောက်တစ်ခုကတော့ပထမတစ်ခုနဲ့ရောလေးရှိကြပါတယ်သူကတော့ဒီမှာဟင်းချက်နည်းဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်သူ့ရဲ့အတန်လေးကတော့ recipe ဟင်းချက်နည်းဖြစ်ပါတယ် I cooked pasta according to my mom's recipe အမေရဲ့ဟင်းချက်နည်းတိုင်းကျွန်တော်ပါစတာကိုချက်လိုက်တယ်နောက်ထပ်စကားလုံးလေးကတော့အကျွေးဆိုတဲ့စကားလုံးဖြစ်ပါတယ် DEBT ဒီနေရာမှာ B က silent ဖြစ်ပါတယ်အဲ့တော့အတန်ထွက်တဲ့အခါမှာ B တန်ကိုထည့်ထွက်စရာမလိုပါဘူး Dad He paid off all his debt last year သူမနှစ်ကအကျွေးအကုန်လုံးဆက်လိုက်တယ် Dad B silent ဖြစ်ပါတယ်နောက်ထပ်စကားလုံးလေးကတော့ကျမတို့ February ဆိုပြီးတော့မြန်မာမှာအလွယ်တကူထွက်လေရှိတဲ့စကားလုံးမှာသူ့ရဲ့အတန်ထွက်မှန်ကတော့ February နောက်ထပ်စကားလုံးလေးကတော့သူ့ကိုစလုံးပေါင်းတဲ့အတိုင်းမှားပြီးတော့ထွက်နေကြတာတွေ့ရပါတယ်ခိုလိုနယ်ဆိုပြီးတော့ဒီလိုထွက်နေကြတာတွေ့ပါတယ်တကယ်တမ်းကျရင်တော့သူ့ရဲ့အတန်ထွက်အမှန်လေးကတော့ syllable နှစ်ခုပဲရှိပါတယ် colonel ဘုံမှုကြီးဆိုတဲ့အဓိပ္ပာယ်ပါ the colonel gave the soldiers a new order ဘုံမှုကြီးကစစ်သားတွေကိုအမိန့်အသစ်တစ်ခုချလိုက်တယ်နောက်ထပ်စကားလုံးလေးကလည်း B silent ဖြစ်တဲ့စကားလုံးလေးပါသူ့ကို settle မတိတာတော့မထင်ရှားတော့ဆိုတဲ့အဓိပ္ပာယ်ပါ There was a sudden change in her voice သူ့အတန်လေးမတိမတာပြောင်းသွားတယ် B silent ဖြစ်ပါတယ် settle နောက်ထပ်စကားလုံးလေးကတော့လူတွေ confuse ဖြစ်လို့ရှိတဲ့စကားလုံးမှာသူကတော့ RESUME သူ့မှာ verb နေနဲ့ဆိုလို့ရှိရင်အဓိပ္ပာယ်တစ်မျိုး noun နေနဲ့ဆိုရင်အဓိပ္ပာယ်တစ်မျိုးရှိပါတယ် verb နေနဲ့ဆိုရင်တော့ဆက်လုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်ပါတယ်ဒါဆိုရင်တော့သူ့ကို resume လို့ထွက်ပါတယ် Please resume your work မင်းအလုပ်ကိုဆက်လုပ်ပါ resume ဒါပေမဲ့ noun နေနဲ့ဆိုရင်တော့သူက CV form လိုမျိုးကိုပြောချင်တာပါအခါကျရင်သူ့ရဲ့အတန်ထွက်က resume A good resume is essential in getting a job CV form ကောင်းတစ်ခုကအလုပ်ရဖို့အတွက်အရေးကြီးတယ်နောက်ထပ်တစ်ခုကတော့ pronunciation မှာသူ့ကို pronounce ကနေလာတဲ့စကားလုံးဖြစ်ပါတယ် pronounce ဒီ verb ဖြစ်ပေမဲ့သူ့ရဲ့ noun ဒီ pronunciation မဟုတ်ပါဘူး pronunciation အတန်ထွက်လို့အဓိပ္ပာယ်ရပါတယ်နောက်ထပ်တစ်ခုကတော့သူ့ကို GH နဲ့ဆုံးတယ်ဆိုပြီးတော့ ဒီလိုမျိုးအတန်မှားထွက်နေကြတာတွေ့ရပါတယ်သူ့ရဲ့အတန်ထွက်အမှန်ကတော့ rough ဖာတန်နဲ့ဆုံးမှာဖြစ်ပါတယ် rough ကြမ်းတမ်းသောဆိုတဲ့အဓိပ္ပာယ်ပါ His hands were very rough သူ့ရဲ့လက်တွေအရမ်းကြမ်းတယ်နောက်ဆုံးစကားလုံးလေးကတော့ရပါသူ့မှာနောက်ဆုံးရှိတဲ့ final B ဒီ silent ဖြစ်ပါတယ်အဲ့တော့ကျမတို့ကသူ့ကို bomb မတန်နဲ့ပဲဆုံးပြရမှာပါ bomb B တန်ကိုတန်ထွက်တတ်စရာမလိုပါဘူး The movie was about how they defused the bomb ဒါတို့ဘုံဘလို့ရှင်းခဲ့တယ်ဆိုတဲ့ရုပ်ရှင်ဖြစ်ပါတယ်ကဲဒါဆိုရင်တော့ဒီနေ့ကနေစပြီးတော့ဒီစကားလုံးလေးတွေကိုအတန်ထွက်မှန်မှန်ကန်ကန်နဲ့အသုံးပြုနိုင်ကြမယ်လို့မျှော်လင့်ပါတယ်ဒီလိုမျိုးနောက်ထပ်အကျိုးရှိတဲ့ဗီဒီယိုလေးတွေကိုကြည့်ချင်တယ်ဆိုရင်တော့ like and follow လေးလုပ်ခဲ့လို့ရပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်နောက်ဗီဒီယိုတွေမှာပြန်တွေ့ပါမယ်